Vicky ရေမချီကဝါမှာအရန်မိုက်တဲ့2ဘက်ရန်ခန့်လေးရှိရဲဆိုလိုက်ပြပေးအောင်လေ လိုက်ပြပေးမှာပေါ့လိုက်ခင်နော်အခုဆိုလို့ရှိရင်တော့ညီမက magical wall မှာရှိရဲဆက်တယ်လားအခက်လေးကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဆိုလို့ရှိရင်ကြတော့ master bedroom လေးတစ်ခန်းဖြစ်ပါတယ်သူကဒီထဲမှာပေါ့နော် common toilet လေးပြပါတယ်ဒီချိုးခန်းလေးပြပါတယ်ဆိုအခန်းကလည်းကျဲပါတယ်မစိုးဘူးပေါ့နော်နှစ်ယောက်အိပ်လို့ရတယ်ဒီမှာ report လေးတွေရှိတယ်ဒီမှာဆိုလို့ရှိရင်တော့နောက်ထပ် bedroom လေးတစ်ခန်းရှိပါတယ်သူကကြတော့နှစ်ထပ်အပေါ်ထပ်မှာပေါ့နော်ကရင်လေးကအဲ့လိုကလေးတွေပါရတော့ဆိုလို့ရှိရင်တော်တော်အဆင်ပြေကလေးတွေတော်တော်သဘောကျမှာကွာကိုခုံလေးရှိရပြီးဒီဘက်မှာဆိုလို့ရှိရင်ကပ်ဘီနက်နေရကပေါ့နော်ဗီဒီယိုလေးရှိရတော့ dining room လေးဖြစ်ပါတယ်ပေါ့နော်တခြားခန်းနေနဲ့မတူဘူးပဲကွဲပြားနေရတော့ kitchen ပေါ့ kitchen room လေးဟာတက်လေးကိုခွဲပေးထားတယ်အခန်းလေးတက်တစ်ခန်းလုပ်ပေးထားတဲ့အတွက်အိမ်တော်ရှင်မတွေအတွက်အညော်လေးပါတွေအတွက်အိမ်လုံးမနန်တော့ပေါ့နော်ဒီမှာ break box လေးထားပေးထားတော့ပို့ပြီးတော့အဆင်ပြေတယ်။ဆိုလို့ရှိရင်ကိုယ်ဝန်ဆိုင်လေးတစ်ခုရှိရဲဧည့်သည်တွေပါအတွက်လည်းအဆင်ပြေရပါတော့။ဘာလို့နေရကြတော့တခြားအခန်းတွေနဲ့မတူဘဲနဲ့ပေါ့နော်တော်တော်ကျဲ။သူကတာမန်ကျဲရထက်ပိုကျဲရပေါ့နော်။ဒီကိပြပြရတဲ့အခန်းကြီးကတော့ magical မှာရှိရဲ tower area ဆက်တော်အခန်းလေးပဲဖြစ်ပါတယ်။သူကတော့ two bedroom type ဖြစ်တယ် fully decoration ပါတယ် fully furniture လည်းရှိပါတယ်ရှင်။ဒီကဲတက်တာတွေအဝိရှော်ဆက်တွေအဲ့ဒါအကောင်လုံးကတော့ထည့်ပြီးသွားမှာဖြစ်ပါတယ်ရှင်။ဒီလိုရှိရင်ဒီခန်းလေးက two bedroom type ဖြစ်တဲ့အတွက် square feet အဖြစ်989တက်တမ90ခွန်ပါတယ်။ဒီလိုရှိရင်ဒီ balcony ပါလို့ရှိရင်ပေါ့နော်610 square feet ရှိပါတယ်ရှင်။သူက balcony ကတော်ကျဲပြီးတော့ super room type ဖြစ်တဲ့အတွက်မျိုး family လာနေလို့ရှိရင်ပေါ့နော်အရင်အဆင်ပြေရဲ့ကြည်ကြဝန်းနဲ့စင်ကြီးရဲ့ထဲမှာပါတယ်ပေါ့နော်9000ပဲရှိပါတယ်ရှင့်အဲ့အတွက်အရင်ကိုတန်ပါတယ်အရင်တန်တဲ့သူကဟိုပေါ့နော် city view လည်းမြင်ရတယ် garden view လည်းမြင်ရတဲ့အတွက်ပြီးတော့လည်းစိတ်ပန်းပြရရတာပေါ့နော်အဲ့အတွက်ဒီခန်းလေးဝယ်ယူခြင်းနဲ့စိတ်ဝင်စားရဆိုလို့ရှိရင်တော့လူကြီးမင်းတို့အနေနဲ့ DNB ကိုဆက်သွယ်လို့ရပါတယ်ရှင့် DNB hotline နံပါတ်399649လေးလုံး90 399649လေးလုံး80 399649လေးလုံး90တို့ကိုဆက်သွယ်ပြီးတော့မြင်နိုင်ပါတယ်ရှင့်